ဒီရဲ့ချမိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာ20မှာ6ရက်ဒါ9လပိုင်းပေါ့နော်အဲ့တော့ဒီနေ့တနင်္လာနေ့ကနေစပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးအတွက်ဥတီပြန်လာပါပြီနော်အဲ့တော့ကျွန်တော်ဒီနေ့တနင်္လာနေ့ပါကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ရရှိထားတဲ့ဒီတူတီလမ်းကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်အနေနဲ့ကပြဝေပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကကျွန်တော်ရဲ့ဒီအကောင့်လေးကို like and follow မလုပ်ကြသေးဘူးဆိုရင် like and follow လေးလုပ်သွားပါကိုယ်ရဲ့တငယ်ချင်းပေါင်းတဲ့မိတ်ဆွေလေးလည်းသိအောင်ပေါ့နော်ကျွန်တော်ဒီ like and share လေးတွေများများလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲမင်္ဂလာပါဟုတ်ပြီဗျအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဒီဗီဒီယိုဖိုင်တော့ကကျွန်တော်ရဲ့မိတ်ဆွေတွေတို့ကျွန်တော်တပတ်စာ live ပါပြီးတော့ပေါ့နော်မိတ်ဆွေတို့အတွက်အကျိုးမြတ်တွေများစွာညှော်လင့်ပြီးတော့ကျွန်တော်အနေနဲ့ကရွေးချယ်ပေးထားတယ်လုံးဝပတ်သီးတွေ break တွေဒါကျွန်တော်တင်ပေးထားတာရှိတယ်ပေါ့နော်မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ဒီ share ဗီဒီယိုမှာဝင်ပြီးတော့ကြည့်လိုက်ပါနော်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ဒီတစ်ပတ်မှာလိုက်ရမယ့်အရာတွေကိုကြိုက်တဲ့သူတွေကိုတဲ့ကိုက်ညီမှုရှိတဲ့အရာတွေကိုရွေးချယ်ပြီးတော့သွားလို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ဒါတနေ့လာနေအဖွင့်ပွဲအတွက်ပေါ့နော်ဒါကျွန်တော်များဝေခြင်းတဲ့ပုံစံဒီမနက်ခင်းရဲ့ညနေခင်းမှရဲ့ဒီနှစ်ချိန်လုံးစာအတွက်ကျွန်တော်တွေကတခါရဲပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပိတ်ဆွေတို့ကမနက်ခင်းပိုင်းမှာအဆင်ပြေကောင်းမွန်သွားတဲ့ညီသွားတယ်ဆိုလို့ရှိရင်ညနေပိုင်းဒီဟိုအနေနဲ့ကချစ်ချင်းပြီးတော့သွားလို့ရအောင်အဲ့လိုမဟုတ်ဘူးဘယ်နှခင်ပိုင်းမှာချွတ်ချော်သွားခဲ့ပြီဆိုရင်ညနေပိုင်းမှာပို့ပြီးတော့တင်လို့ရအောင်ကျွန်တော်အနေနဲ့ကမျှဝေပေးခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့မျှဝေခြင်းကတကယ်ကိုမိတ်ဆွေတို့ရဲ့အကျိုးမြတ်ကိုဒေါ်လာပြီးတော့ကျွန်တော်အနေနဲ့တင်ပေးရဖြစ်ပါတယ်နော်အဲ့တော့ကိုယ်အနေနဲ့ကပေါင်းမြောက်အောင်မြင်ခဲ့ရင်ဘာလုပ်ကြမလဲကိုယ့်ရဲ့နေဖျားเจ้าကမှာတန်းရည်ချက်စင်မီစွာနောက်တော့စင်မီတတိဆွလေးတွေကပ်ပေးတာမျိုးလေးတွေလုပ်ပေးတင်ပါတယ်နော်ဒါကျွန်တော်အနေနဲ့ကျွန်တော်တောင်းဆိုတာပါမနော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာဒီနေ့တနင်္လာနေ့အတွက်ပေါ့နော်ဒါကျွန်တော်ရဲ့မိတ်ဆွေအားလုံးလိုက်ပါပြီးတော့ဒီဥတီရဲ့ညဝေခြင်းတွေကိုကြိုက်နေတတ်တဲ့သူတွေအတွက်ပေါ့နော်ဒီနေ့အတွက်ကတော့3-6အချိန်ရှိပါမယ်နော်3-6အချိန်ရှိမယ်ဒီ3-6အချိန်ကိုမှကျွန်တော်ဒီသွားရမယ့်အရာကကျွန်တော်ရဲ့ key ပေါ့နော် key နဲ့ပေါ့နော် key ကတော့489 key ရှိပါမယ်3-6အချိန်ကို489 key နဲ့ကတ်ဒါဆိုရင်ဘိတ်ဆွေတို့အတွက်အရန်ကောင်းတဲ့ဒါဒီဝက်ပေါက်လေးတွေထွက်လာမယ်ဒီကြားထဲမှာကိုယ်အနေနဲ့ကကိုယ်ရရှိထားတာရှိတယ်ကိုယ်မှလည်းအမြဲတမ်းလိုက်ကြည့်နေတယ်တခြားသောတူတူနဲ့တိုက်ကြည့်မှုရှိတယ်ဆိုရင်ကိုယ်အနေနဲ့ပို့ပြီးတော့လိုက်ပါပြီးတော့စော်သားလို့ကောင်းတယ်ကွာနော်အဲ့လိုမျိုးကိုယ့်ရဲ့ဒီဆုံးဖြတ်လို့ရတဲ့အရာတခုကိုကျွန်တော်အနေနဲ့ကကျွန်တော်ရရှိထားတဲ့အရာနဲ့မိတ်ဆွေတို့ချိန်ညှိပြီးတော့သွားလို့ရအောင်လို့မျှဝေပေးခြင်းဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်ရဲ့ဒီလေးလုံးခွေတွေရှိပါမယ်နော်အဲ့တော့ကျွန်တော်ရဲ့ဒီလေးလုံးခွေဒီဒီလက်ရှိဒီ line ပေါ်မှာ line ထဲမှာပြောပြလို့မရပါဘူးနော်ပြောလို့မဖြစ်ပါဘူးဘာလို့လဲဆိုတော့ဒီပြောတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအကောင့်တွေဘန်နေပေါ့နော်အကောင့်တွေဘန်နေအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကိုတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Viber နံပါတ်နော်ဒါကျွန်တော်ရဲ့ Viber နံပါတ်ဒီ Viber နံပါတ်မှာလာပြီးတော့လည်းတောင်းလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီအကောင့်ရဲ့ဒီ message ပေါက်ပေါ့နော်ချက်ပေါက်လို့ခေါ်တာပေါ့ချက်ပေါက်မှာလာပြီးတော့ယူနိုင်ပါတယ်နော်ဒါကတော့ကျွန်တော်ရရှိထားတဲ့အရာတခုကိုကျွန်တော်ရဲ့လေးလုံးခွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ခေါ်ပေးတာပေါ့နော်ခေါ်ပေးတာ line ပေါ်မှာပေးလိုက်လို့ရှိရင်ဒါပို့ပြီးတော့ဟော်သည်ဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်အနေနဲ့လည်းစီစစ်တဲ့အနေနဲ့ကျွန်တော်ရဲ့ဒီ Viber နံပါတ်ရဲ့နော်ဒီ account ရဲ့ message ပေါ်မှာလာပြီးတော့တောင်းနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့ရဲ့စိတ်နာစရာလေးဦးတည်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့နှစ်ချုပ်အနေနဲ့ပြန်ပြောပြီးမယ်ဒီနေ့တနင်္လာနေ့နော်20မှာ6ရက်နေ့တော့ဒါကျွန်တော်ဒီ3-6အချိန်ရှိမယ်489 key နဲ့ကတ်မယ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေအားလုံးအဆင်ပြေကောင်းမွန်သောကွက်ပေါက်လေးတွေနဲ့အတူတူမိကြပါစေမိတ်ဆွေတို့ရဲ့တနေ့တာအဆင်ပြေကြပါစေဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်သွားပါနော်အကောင့်လေးကို like and follow လုပ်ဒါမှအမြဲတမ်းမြင်တွေ့ရမှာဖြစ်ပါတယ်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်